ဒီနေ့ကိကစူပါဆန်ဒေးလည်းဖြစ်နေတော့အလုပ်လေးလည်းမရှိရနဲ့တင်နန်းသက်စရာလည်းမရှိရနဲ့အန်စပီယာကိုသွားခဲ့ပါတယ်အန်စပီယာကကြတော့ပရုတ်ခုံမှာရှိပါတယ်အစကကစ်တို့ဘယ်ဆိုင်စားရမလဲဆိုပြီးတော့စဉ်းစားနေချိန်မှာတငယ်ချင်းတယောက်ပြောဖူးတဲ့ဆိုင်လေးသတိရသွားရပေါ့နော်ဒီ Happy Pit ဆိုတဲ့ဆိုင်လေးပါဒီဆိုင်လေးကအစားအသောက်မီနူးလေးတွေလည်းတော်တော်စုံတယ်သူကအဓိကရတာတော့ကိုရီးယားအစားအစာကြီးပေါ့နော်သူ့မှာဆက်မီနူးလည်းရှိရယ်တပွဲချင်းလဲမှာလို့ရတဲ့ဟာမျိုးပုံစံလည်းရှိရယ်ပေါ့နော်ဒါပေမဲ့ကစ်တို့ကဒီနေ့တော့အမဲသားဆက်မီနူးလေးစားခဲ့ရပေါ့နော်ကစ်စားခဲ့ရတော့4ခွန်ကိုဆက်မီနူးလေးပါသူကအမဲသားပါပါတယ်ဒါပေမဲ့ကစ်ကမဝမန်းသိတော့ဝတ်သား slide လေးပေါ့နော် pork belly slide လေးကိုလည်းမှာခဲ့ပါတယ်ပြီးတော့သူ့ဆက်မီနူးထဲမှာလည်းတော်တော်ဆုံးနေပေါ့နော် kimchi stew တွေရောပြီးတော့အရွက်တုပ်တွေပါပါတယ်ပေါ့နော်ဟင်းရည်လေးကလည်းတော်တော်တောက်လို့ကောင်းတယ်ပြီးတော့သူ့ထမင်းလေးကတော်တော်စားလို့ကောင်းတာပါထမင်းလေးကအဲ့လိုစီစီလေးဆိုပို့ပြီးတော့စီစီလုံးလုံးတစ်တစ်လေးဆိုတော့တော်တော်လေးစားလို့ကောင်းတယ်ကစ်တို့စားခဲ့ရဆိုရင်စုစုပေါင်းမှာ900လောက်ပဲကျတယ်ဆိုတော့တော်တော်လေးဈေးရဖဲဖြစ်တယ်လို့ပြောရမယ်ဒါတောင်ကစ်တို့ cheese တွေရောအေးတွေရောအများကြီးမှာပြီးတော့တောက်သေးရပေါ့နော်ကဲကစ်တို့ကင်လဲစားပြီးဆိုတော့အချိုတဲဖို့အတွက်မုတ်တွေတောင်းဝယ်ပါတယ်ဝယ်ပြီးတော့ကစ်တို့မိုးလဲနည်းနည်းရွာနေတာဆိုတော့ဒီနေ့စောစောပဲအိမ်ပြန်လိုက်တယ်ပေါ့နော်ကစ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်တတ်တာ